ဒီမနေ့ကင်းကတော့ကျွန်တော်တို့မဲဆောက်ပေါ့နော်ဒီကျွန်တော်တို့နေဆက်ဒီကျွန်တော်တို့တရားမဝင်ဒီဂိတ်တွေကဒီဂိတ်ဒီဘက်ကနေကျွန်တော်တို့ဒါလူသမားတွေကခုရဲဆိုလို့ကျွန်တော်လည်းပဲဒီဟာနဲ့ပတ်သက်ပြီးလိုက်သွားပါတယ်လိုက်သွားဆောင်ရွက်တဲ့အချိန်မှာကျွန်တော်တို့လက်ရှိကျွန်တော်တို့တရားဝင်ပေါ့နော်ဒါကျွန်တော်တို့တရားနည်းပေါ်ကနေတရားဝင်ဒီကိုရိုနာဗိုင်းရပ်စ်ဖြစ်နေတဲ့အချိန်မှာတရားနည်းပေါ်ကနေတရားဝင်ဖြတ်တန်းပြီးတော့မြန်မာနိုင်ငံတွေကိုပြန်တဲ့ကိုယ်တီတူတိုင်းဒီတရားဝင်ပြန်တဲ့လူသားတွေကိုစစ်ဒါချိုးလိုက်နော်ချိုးလိုက်ဒါစစ်တွေစစ်တယ်စစ်ဒီမှာကျွန်တော်တို့ကဒီအစင်းပေါ့နော်တို့ရဲ့နေရဌာနေအထိကျွန်တော်ပြန်ပို့နေပါတယ်တရားဝင်လည်းပဲလက်ရှိဒီ80တယောက်ကတော့ကျွန်တော်တို့ကဒီကျွန်တော်တရားဝင်ဒီဖွင့်ပေးထားတဲ့တရားနဲ့တရားဝင်လာဖွင့်ပေးထားတဲ့တရားနဲ့ပေါ်နေမလာတဲ့နဲ့ကျွန်တော်တို့ကဘေးကနေသွားလဲလို့ဆိုရင်ကျွန်တော်တို့ကဒီကျွန်တော်တို့ဒီမဲဆောက်ဒီတရားမဝင် case တွေရတရားမဝင်နေရာတွေဒါပေါင်းရင်းမြစ်ကိုကူးပြီးတော့ဖြတ်တန်းသွားလာမှုတွေသူတို့လုပ်ခဲ့တယ်ပေါ့လုပ်မယ်လို့လုပ်လေအနေထားတစ်ခုမှာဒါကျွန်တော်တို့ထိုင်းဘက်ကဒါမဲဆောက်မှာမနေ့က82ဦးကိုကျွန်တော်တို့ဒီအပြီးတော့6ပြီးခန်းစီမိခဲ့ပါတယ်เนาะဒါဘာဝကနေအနေပတ်သက်ပြီးတော့ဒီ82ဦးထဲမှာကတော့ကျွန်တော်တို့ကဒီ passport ကိုင်ဆောင်တဲ့သူပေါ့နော် passport CI ကိုင်ဆောင်တဲ့သူကတော့ကျွန်တော်တို့က73ဦးပေါ့နောက်တစ်ခါဒီဘာမှအထောက်အထားမရှိဘူး passport ဘာမှအထောက်အထားမရှိတဲ့လူကတော့60နဲ့ရှိဘူးဒါကျွန်တော်တို့တွေ့ရှိခဲ့ပါတယ်ဒီ passport ကိုင်ဆောင်တဲ့တရားဝင်နိုင်ငံသား passport ကိုင်ဆောင်တဲ့ဗီဇာနဲ့နေတဲ့73ဦးကတော့ကျွန်တော်တို့ကတော့ဒီမဲဆောက်လာဝကနေညှိနှိုင်းပြီးတော့ဒါပြန်လွတ်ပေးဖို့ဒါကူညီဆောင်ရွက်ပေးခဲ့ပြီးပါပြီဒီလူတွေကလည်းဒီကျွန်တော်တရားနေပေါ်ကနေကျွန်တော်ဖြတ်တန်းခွင့်ရရှိသွားပါပြီနောက်တဲ့ဒီ68ဦးကတော့သူတို့ဒီထိုင်းရဲ့အနေနဲ့လျက်ကနေလာတဲ့ပွဲစားတွေကနေတဆင့်ဒါတရားမဝင်ဒီပွဲစားတွေကနေတဆင့်ဒါခေါ်ဆောင်လာတဲ့ဒီ68ဦးဖြစ်နေတဲ့အတွက်သူတို့တွေမှာကတော့ဒီကျွန်တော်တို့ကဒီထိုင်းလာဝကဘက်ကနေဒီစစ်ဆေးမှုတွေလုပ်ပြီးမှသာလျှင်ကျွန်တော်တို့ဒီနေရပြန်အလုပ်သမားတွေဒီကျွန်တော်တို့အလုပ်သမားတွေစေလို့တဲ့ပြန်လည်လွှဲပြောင်းပေးတဲ့တရားအထောက်အထားမဲ့ပေါ့နော်နေရပြန်အလုပ်သမားတွေကြောင်းလွှဲပြောင်းပေးတဲ့ process နဲ့ဒါကျွန်တော်ပြန်လည်လွှဲပြောင်းပေးမှာပါဒီနေ့ဆိုလည်းကျွန်တော်တို့နေရပြန်အထောက်အထားမဲ့ဆိုရင်ကျွန်တော်တို့ဒါဒီ IDC ဒီမဲဆောက်လာဝကချုပ်ကနေကျွန်တော်တို့83ဦးဒီနေ့ဆိုလည်းကျွန်တော်တို့တရားဝင်လွှဲပြောင်းပေးပါတယ်နောက် overstay ဖြစ်တာကတော့ကျွန်တော်တို့လက်ရှိ9ဦးလွှဲပြောင်းပေးပါတယ်ပေါ့ဒီနေ့ကတော့ဒီ68ဦးကလည်းပဲကျွန်တော်တို့ဒီလာဝကအနေနဲ့သူတို့စစ်ဆရာရှိအောင်စစ်မယ်ပေါ့နော်သူတို့ဘက်ကဥပဒေနဲ့ညီသူတို့စစ်တင်တာကိုသူတို့စစ်ချက်တွေရယူပြီးเนาะကျွန်တော်တို့မြန်မာပြည်ဘက်ပြန်လည်လွှဲပြောင်းနိုင်ရေးအတွက်အမြန်ဆုံးပြန်လည်လွှဲပြောင်းနိုင်ရေးအတွက်ကျွန်တော်တို့ကတော့ဆက်လက်ကူညီဆောင်ရွက်ပေးသွားမှာပါတယ်ဟုတ်ဒါဒီကတော့ကျွန်တော်တို့ထိုင်းဘက်ကလည်းဒီကျွန်တော်တို့26ရက်နေ့ကစပြီးတော့ဒါကျွန်တော်တို့ထိုင်းဘက်မှာလည်းပဲနည်းနည်းဒီစစ်စေးဒီတော့နေထိုင်ဖို့ပေါ့နော်အိမ်မှာတော်တော်များများကဒီ stay home ပုံစံမျိုးလေးနေထိုင်ဖို့အမိန့်လေးတွေရှိတယ်နော်ဟိုလူစုလူဝေးရှိတဲ့နေရာမှာသွားဖို့နော်တန်းနိုင်ဆုံးဒီဒေသကျော်တွေမှာသွားဖို့နေတာလည်းဒီလိုဘက်ကနေဒါထုတ်ပြန်ထားတာလေးလည်းရှိပါတယ်။ဒါမြန်မာလူသားတွေအနေနဲ့ဒီလမ်းတွေမှာလည်းပဲကျွန်တော်တို့ဒါဂိတ်တွေတော်တော်များများလည်းရှာထားပါပြီ။အဲ့တော့မြန်မာလူသားတွေအနေနဲ့ကလည်းပဲပြန်လာတဲ့အချိန်မှာဒီကျွန်တော်တို့ယောဂပြန်ပေါ်မှုကိုကာကွယ်နိုင်အောင်ထိုင်းဘက်ကလည်းပဲဒါတင်းတင်းကြပ်ကြပ်နဲ့ဆောင်ရွက်နေတဲ့အချိန်မှာဒီထိုင်းအစိုးရဘက်ကရှာမှတ်ထားတဲ့ဒီအမိန့်ညွှန်ကြားချက်တွေကိုနော်လိုက်နာကြပါလိုက်နာပေးကြပါလို့ကျွန်တော်အနေနဲ့ကတော့တိုက်တွန်းလိုပါတယ်ဗျ။နောက်တစ်ခုဒီလိုလေးရှိလာတဲ့အတွက်ကျွန်တော်တို့နည်းနည်းနှဲပါသွားမယ်လို့တော့ကျွန်တော်အနေနဲ့ကတော့နောက်နေ့မှာဝင်ဒီအလုပ်သမားဝင်နိုင်ခြင်းရတော့ကျွန်တော်နည်းနည်းနှဲသွားမယ်လို့တော့ကျွန်တော်ထင်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်တို့အနေနဲ့ကတော့နှစ်ဖက်ညီနိုင်ပြီးတော့ကတော့ကျွန်တော်တို့ဒါဟိုဆောင်ရွက်ပေးဖို့လာတော့ကျွန်တော်တို့နှစ်ဖက်ညီနိုင်ပြီးတော့ဆောင်ရွက်ကြမှာတော့အနေသားလေးတွေရောရှိကြမှာပါဒါပေမဲ့လောလောဆယ်ကတော့ကျွန်တော်တို့ဒီအစိုးရထိုင်းဘက်ကရှာမှတ်ထားတဲ့ဒီဟာကနည်းနည်းဟိုဒီစီကံမိန်ကလေးကိုလိုက်နာတာကအကောင်းဆုံးပေါ့ပြန်ဆင်းလာမယ်ဆိုရင်ကျွန်တော်တို့လမ်းမှာဒါစစ်စေးဂိတ်တွေဖြစ်ရမယ်ဒီစစ်စေးဂိတ်မှာမလူလွားအထက်နဲ့ကျွန်တော်တို့ဒါဟိုကြံ့ကြာမှုတွေဖြစ်သွားနိုင်တယ်အမိန်မလိုက်နာတဲ့အတွက်ဒါသူတို့ရဲ့အမိန်ကိုမလိုက်နာတဲ့အတွက်ရှိုးပေါက်မယ်ဆိုရင်ဒါပြစ်ဒဏ်တွေအားစဒါငွေတန်းတွေတန်းငွေတွေရှာမှရှိခံရတာရှိနိုင်ပါတယ်ဗျဒါကြီးအကြောင်းမလို့အလုပ်သမားတွေအနေနဲ့ထိုင်းဆိုရရဲ့ဒီရှာမှတ်ထားတဲ့အမိန်လေးကိုဒါဒီထိုင်းနိုင်ငံမှာနေထိုင်တဲ့အချိန်မှာထိုင်းနိုင်ငံရဲ့ဒီအမိတ်စီကံဥပဒေတွေကိုလိုက်နာပေးကြပါလို့ကျွန်တော်အနေနဲ့တော့တိုက်တွန်းလိုပါတယ်ဟုတ်ကဲ့